စီယုဆိုဖျားရှင်နာမတော်ကိုချီးမွမ်းလိုပါတယ်ခရစ်တော်ယေရှုလောကမှာရှိနေစဉ်တရားဒေသနာဝင်ကဟောကြားတဲ့အခါမှာနားထောင်သူပရိသတ်တွေနားလည်လွယ်ဖို့ရန်ပုံဥပမာပေးပြီးမှဟောကြားလိမ့်ရှိတယ်ဖျားသခင်ရဲ့နိုင်ငံတော် The Kingdom of God နဲ့ရှင်တော်ဖျားတရားစကားကိုဟောကြားတဲ့အခါမှာလဲရှင်မသက်ခရစ်အခန်းကြီး73မှာမျိုးစိကျဲတော်သူပုံဥပမာပေးပြီးမှဟောကြားခဲ့တယ်အဲဒီ parallel ထဲမှာယေရှုခရစ်တော်ပြောတဲ့မျိုးစိကဘာကိုဆိုလိုတယ်လဲဆိုရင်တရားစကားကိုဆိုလိုတာဖြစ်တယ်တရားစကားဒီဖျားသခင်ရဲ့တရားစကားဖြစ်တဲ့အတွက်ကြောင့်ပိုင်တော်သူဟာဖျားသခင်ဖြစ်တယ်မျိုးစိဒီတရားစကားဖြစ်တဲ့အတွက်ကြောင့်မျိုးစိပိုင်တော်သူဟာဖျားသခင်ဖြစ်တယ်မျိုးစိကိုဘာလို့ဖို့လို့လဲဆိုရင်ကျဲဖို့လို့တယ်စိုက်ဖို့လို့တယ်ယုံကြည်ခြင်းဒီကြားနာခြင်းမှလာပြီးဖျားတရားစကားကိုကြားနာခြင်းမှလာတယ်တဲ့ကြားနာခြင်းမရှိဘူးဆိုရင်ဘယ်လိုလုပ်ယုံကြည်နိုင်မလဲဟောတော်သူမရှိဘူးဆိုရင်ဘယ်လိုကြားနိုင်မလဲစီလွတ်တော်သူမရှိဘူးဆိုရင်ဘယ်လိုဟောနိုင်မလဲစသဖြင့်အစင်စစ်ရှင်ဘောလုကဖော်ပြထားတယ်အဲ့ဒါကြောင့်ဖျားသခင်နိုင်ငံတော်တည်ထောင်ဖို့ရန်နှုတ်ပတ်တော်တရားစကားကိုဟောပြောဖို့လိုတယ်ဟောပြောမဲ့သူတွေကိုစီလွတ်ဖို့လဲလိုတာဖြစ်တယ်ပြီးတော့စိတ်ဝင်စားစရာကောင်းတာတစ်ခုကပါလဲဆိုရင်တရားစကားကိုလူတွေနားလေသဘောပေါက်ဖို့ရန်သခင်ရှုခရစ်တော်ကအသုံးပြုတဲ့မျိုးစိဆိုတဲ့စကားလုံးကိုရှင်ပေါလုကလည်းပေးကမ်းလိုရန်ချင်းကိုပြောတဲ့နေရာမှာသူမျိုးစိဆိုတဲ့စကားလုံးကိုပဲသုံးထားတာတွေ့ရတယ်မျိုးစိရဲ့သဘောတရားကိုလေ့လာတဲ့အခါမှာမျိုးစိဆိုတဲ့အရာဒီအတိမဟုတ်ဘူးအရှင်ဖြစ်တယ်ဘာဖြစ်လို့အရှင်ဖြစ်တယ်လို့ပြောလို့ရလဲဆိုရင်စိုက်တဲ့အခါမှာကျဲတဲ့အခါမှာကုံဆုံးသွားတာမဟုတ်ဘူးကိုစိုက်ထားတဲ့ပမာဏထက်တိုးပြီးမှပွားများလာတာဖြစ်တယ်ပေးကမ်းလူဒန်းခြင်းဟာလဲပေးကမ်းတဲ့အခါမှာလူဒန်းတဲ့အခါမှာမျိုးစိလိုပဲကျွန်တော်ရှိပြန်လာတယ်ဆိုတာရှင်ပေါလုကဖွင့်ပြခဲ့တာဖြစ်တယ်ကိုရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး9ငယ်6မှာငါသည်ဤသို့ဆိုလို၏အနည်းငယ်သာမျိုးကျဲတော်သူသည်အနည်းငယ်သာရိတ်သိမ်းရမည်များစွာမျိုးကျဲတော်သူသည်များစွာရိတ်သိမ်းရမည်မျိုးကျဲတဲ့အခါမှာအနည်းငယ်ကျဲတော်သူသည်အနည်းငယ်ပဲရပြီးမှများစွာကျဲတော်သူသည်များစွာရတယ်လို့ပဲပေးကမ်းလိုဒန်းတဲ့အခါမှာအနည်းငယ်သာပေးကမ်းလိုဒန်းတော်သူသည်အနည်းငယ်ပဲပြန်ရပြီးတော့များစွာပေးကမ်းလိုဒန်းတော်သူသည်များစွာပြန်ရလိမ့်မယ်ဆိုတာကိုရှင်ပေါလုကဖွင့်ပြခဲ့တာဖြစ်တယ်ဒီနေရာမှာပေါလုကပေးကမ်းလိုဒန်းခြင်းကိုမျိုးစိနဲ့ခိုင်းလိုက်ထားခြင်းအကြောင်းဒီဒနဥစ္စာတွေဟာကျွန်တော်ပိုင်တာမဟုတ်ဘူးဖျားပိုင်တာဖြစ်တယ်ဆိုတာကိုလည်းပြောခြင်းလို့ဖြစ်တယ်အဲ့ဒါကိုအငယ်30မှာရှင်ပေါလုကဘယ်လိုပြောတယ်လဲဆိုရင်မျိုးစိကျဲတော်သူအားမျိုးစိကိုပေး၍ဒီနေရာမှာမျိုးစိကျဲတော်သူရှိတယ်မျိုးစိရှိတယ်မျိုးစိကိုပေးတော်သူရှိတယ်ဆိုတော့မျိုးစိဟာပိုင်ရှင်ရှိတယ်ပိုင်ရှင်ကနေပြီးတော့ကျဲတော်သူကိုပေးတာဖြစ်တယ်တဲ့အစာအတွက်မုံကိုပေးတော့အရှင်ဒီတင်တို့ရဲ့မျိုးစိကိုလည်းပြင်ဆင်ပေး၍ပွားများစီကာတင်တို့ဖြောက်မှတ်ချင်းဆိုင်ရာအတိအပွင့်တို့ကိုလည်းတိုးပွားစီတော်မူလိမ့်မည်တဲ့မျိုးစိကိုပွားများစီမယ်တဲ့ပွားများတဲ့အပြင်အတိအပွင့်တွေဟာလည်းတိုးပွားစီလိမ့်မယ်တဲ့ကျွန်တော်နားလည်ထားရမယ့်အရာတစ်ခုကပါလဲဆိုရင်မျိုးစိဟာကျွန်တော်ပိုင်တာမဟုတ်ဘူးဖျားသခင်ပိုင်တာဖြစ်တယ်လို့ကျွန်တော်ရဲ့ဒနဥစ္စာပစ္စည်းတွေဟာလည်းဖျားသခင်ပိုင်တာဖြစ်တယ်ဘုရားရှင်တွေကဘယ်လိုပြောတယ်လဲဆိုရင်ဒါဝိဟာလောက်လွဲပစ်တာကိုအမတားမှတော်ပြီးကျွမ်းကျင်တဲ့သူဖြစ်တယ်တဲ့ဘယ်လောက်ထိတော့မှကျွမ်းကျင်တယ်လဲဆိုရင်မီတာတရားအကွာဝေးမှာရှိတဲ့ပစ်မှတ်ကိုမန်အောင်ထိနိုင်တယ်တဲ့မီတာတရားအကွာဆိုတော့ဘောလုံးကွင်းအဆုံးကနေအဆုံးထိကွာဝေးတာဖြစ်တယ်အဲ့လိုဝေးကွာတဲ့အကွာဝေးမှာရှိတဲ့ target ကိုပစ်မှတ်ကိုလောက်လွဲနဲ့မန်အောင်ပစ်နိုင်တယ်ဆိုတော့ဟုတ်ပါမလားလို့တန်တရားဖြစ်เสียရှိတယ်ကျန်အခန်းကြီး20ငယ်16ကိုဖတ်တဲ့အခါမှာဘန်ဂျမင်အမျိုးနွယ်ထဲမှာလက်ဝဲပဲအားတန်တဲ့စစ်သား900ရှိတယ်တဲ့စစ်သားတွေဟာလောက်လွဲပစ်တာကိုအမတားမှကျွမ်းကျင်တဲ့စစ်သည်တော်တွေဖြစ်တယ်ဘယ်လောက်တောင်ကျွမ်းကျင်တယ်လဲဆိုရင်စပန်ချီမင်လေးကိုမလွဲပဲနဲ့ထိအောင်ပစ်နိုင်တဲ့စစ်သားတွေဖြစ်တယ်လို့ရေးထားတယ်အဲ့ဒါကိုကြည့်ချင်းအဖြစ်ဒါဝိရဲ့အရေးချင်းနဲ့ပတ်သက်ပြီးမှပညာရှင်တွေရဲ့ပြောဆိုချက်ဟာလုံးဝဖြစ်နိုင်တယ်ဆိုတာတန်တရားရှိစရာမရှိတော့ဘူး
ဒါဝိကဂေါလိနဲ့စစ်တိုက်တဲ့အခါမှာသူအကျွမ်းကျင်ဆုံးဖြစ်တဲ့လောက်လွဲကိုပဲယူပြီးမှဂေါလိနဲ့ရင်ဆိုင်ဖို့ထွက်သွားတာဖြစ်တယ်ဂေါလိကိုလောက်လွဲနဲ့ပြစ်တဲ့အခါမှာဒါဝိကယန်တာမန်တန်ဂေါလိရှိတဲ့နေရာကိုပြစ်လိုက်တာမဟုတ်ဘူးဓမ္မရာဇဝင်ပထမဆန်ဆောင်ထဲမှာဖတ်တဲ့အခါမှာဂေါလိဒီခေါင်းပေါ်ကနေချီဖျားထိတန်ချစ်ကာတွေနဲ့အပိကာကွယ်ထားတာဖြစ်တယ်လွတ်တဲ့နေရာဆိုလို့မျက်နှာပဲရှိတယ်ဒါဝိကဂေါလိကိုပြစ်တဲ့ချိန်မှာလွတ်နေတဲ့နဖူးတက်တဲ့ကိုပဲချိန်ပြီးမှသူကပြစ်တာဖြစ်တယ်ဒါဝိရဲ့ကျွမ်းကျင်မှုနဲ့ဂေါလိရဲ့နဖူးတက်တဲ့ကိုသွားမှန်တာဖြစ်တယ်ဒါပေမဲ့ဂေါလိကိုလဲသွားစီတာကြတော့ဖျားတခင်ကအလုတ်လို့တဲ့ခါမှာကျွန်တော်ရဲ့ပူပေါင်းပါဝင်မှုတူတောင်းဆိုတယ်ကျွန်တော်ရဲ့ပူပေါင်းလှုပ်ဆောင်မှုရှိမှသာလျှင်အလုတ်လို့တဲ့ဖျားဖြစ်တယ်ဖျားတခင်ကအရာအလုံးကိုတတ်နိုင်တဲ့ဖျားတခင်ဖြစ်တယ်ကျွန်တော်ရဲ့ပူပေါင်းပါဝင်မှုမရှိရင်လည်းတတ်နိုင်တဲ့ဖျားဖြစ်ပေမဲ့လည်းသူကအဲ့လိုမလုပ်ဘူးကျွန်တော်ဘက်ကလှုပ်ဆောင်မှုကိုသူစောင့်နေတယ်ကျွန်တော်ဘက်ကလှုပ်ဆောင်မှုပါမှသာလျှင်အလုတ်လို့တဲ့ဖျားဖြစ်တယ်ကျွန်တော်မှာရှိတဲ့အရေးချင်းတွေကိုကျွမ်းကျင်မှုတွေကိုအသုံးပြုခြင်းနဲ့ဖျားဖြစ်တယ်သူအရေးချင်းတွေအားဖြင့်သူ့ရဲ့နိုင်ငံတော်ကိုတည်ဆောက်ခြင်းနဲ့ဖျားဖြစ်တယ်ဒါဝိဒ်ဒီဂေါလိနဲ့တွေ့တဲ့အခါမှာဂေါလိကိုသူဘယ်လိုစင်ခေါ်တယ်လဲဆိုရင်ဒါဝိဒ်ကလည်းသူဖိလိတိပြည်သားအားတင်းဒီဒါလှန်တူလန်ရှိတို့ဖြင့်ငါထန်လိုက်ငါမိုကတင်းစောကာပြောဆိုနေတော့အစရိစစ်တီတို့၏ဖျားသခင်ကောင်းကင်ဘုရားအရှင်ထာဝရဖျား၏နာမတော်ဖြင့်တင့်ထန်လာ၏တဲ့ဒါဝိဒ်ကဘယ်လိုပြောတယ်လဲဆိုရင်ကောင်းကင်ဘုရားအရှင်ထာဝရဖျားနာမတော်ဖြင့်တင့်ကိုငါလာတိုက်ခိုက်တာဖြစ်တယ်ဖျားသခင်ကိုသူဦးထိပ်ထားခဲ့တယ်ဒါဝိဒ်ကသူ့အဖေရဲ့တူးတွေကိုထင်းကြောင်းတဲ့အခါမှာခြံတိတ်တွေဝတ်ဝန်တွေကတူးတွေကိုလာကြိုက်တတ်ဖို့စူးစမ်းနေတဲ့ချိန်မှာသူကနောက်ကနေလိုက်ပြီးတော့အနိုင်တိုက်တာဖြစ်တယ်သူတို့လက်ထဲကနေတူးတွေကိုကဲတင်ခဲ့တာဖြစ်တယ်အဲ့ဒါကိုသူ့ရဲ့ခွန်အားဗလာနဲ့အနိုင်တိုက်ခိုက်နိုင်တယ်ဆိုပြီးမှသူကမတ်ယူမထားဘူးဖျားသခင်ရဲ့ကဲတင်တော်မူခြင်းဖြစ်တယ်ဆိုပြီးမှသူအတိမပြုတ်တယ်အဲ့ဒါကြောင့်ရှောလုမင်းကြီးထံမှာခြံတိတ်တွေဝတ်ဝင်တွေလက်မှာကျွန်တော်ကိုကဲတင်တော်မူတော့ဖျားသခင်ဒီသူဖိလိတိလူသားရဲ့လက်ထဲမှာလည်းကဲတင်တော်မူလိမ့်မယ်ဆိုပြီးမှဖျားသခင်ရဲ့နာမတော်ကိုသူဦးထိပ်ထားခဲ့တယ်ရှင်ပေါလုကလည်းကောရိန္သုပထမစာဆောင်အခန်းကြီး15အငယ်9မှာအမှန်စင်စစ်ငါဒီဖျားသခင်၏အသင်းတော်ကိုညှင်းဆဲခဲ့သောကြောင့်တမန်တော်များထဲတွင်အသေးတင်ဆောင်တော်သူဖြစ်ပြီးတမန်တော်ဟုခေါ်ဝခြင်းကိုပဲမခံထိုက်ပြီဒါပေမဲ့ဆက်လက်ဖတ်ကြတဲ့အခါမှာအငယ်30မှာဘယ်လိုပြောတယ်လဲဆိုရင်ငါဒီသူတို့အားလုံးထက်သာ၍ကျူးစားလို့ဆောင်ခဲ့၏ထို့သောဆိုတော့ငါကမဟုတ်ပဲငါနဲ့အတူရှိသောဖျားသခင်၏ကြီးစုတော်ကသာလှုပ်ဆောင်တော်မူခြင်းဖြစ်၏တဲ့ရှင်ပေါလုကဘာဖြစ်လို့အဲ့လိုပြောတယ်လဲတမန်တော်တွေထဲမှာရှင်ယာကုပ်ဆိုရင်သူခေတ်သူခါရုံကဂျေရုဆလင်မြို့ကြီးမှာရှိတဲ့အသင်းတော်ကိုဦးဆောင်တာရှင်ပီတရုဆိုလို့ရှိရင်ပင်ဒီကုတ်တီနေ့မှာတရားဟောပြီးမှလူ3000ပြောင်းလဲတာတမန်တော်တွေကိုဦးဆောင်ခဲ့တဲ့သူဆိုတော့အဲ့လူတွေအားလုံးထက်သူတာ၍အလုတ်ကျူးစားတယ်တဲ့ဒါမဲ့သူနောက်မှာဘယ်လိုဆက်ပြောတယ်လဲဆိုရင်အဲ့ဒါတွေအားလုံးဟာဂျေဇုတော်ကြောင့်ဖြစ်တယ်တဲ့ The grace of God that was within me ရှင်ပေါလုကဒီနေရာမှာသူ့ဘက်ကဘလောက်ထိကျူးစားအားထုတ်ခဲ့လဲလှုပ်ဆောင်ခဲ့လဲဆိုတာကိုသူအတိအမှတ်ပြုတာဖြစ်တယ်ဒါမဲ့သူကဲတော့လှုပ်ဆောင်နိုင်ခြင်းဒီဖျားသခင်ကြီးစုတော်ကြောင့်တာလင်ဖြစ်တယ်ထပ်စင်ပရောနေကုန်ချိုးလိုက်တာဒါဝိဒ်ကမြေတာတရားအကွာဝေးမှာရှိတဲ့ပြစ်မှတ်ကိုမာနောင်ထိနိုင်ခြင်းဒီလိတ်ကျင့်ခြင်းအနီးရရှိလာတဲ့ကျွမ်းကျင်မှုဖြစ်တယ်အဲ့ဒီကျွမ်းကျင်မှုကိုပဲဖျားသခင်ကအသုံးပြုပြီးမှဂေါလိကိုအနိုင်တိုက်ခိုက်ခဲ့တာဖြစ်တယ်ရှင်ပေါလုကလည်းလူသားတစ်ယောက်အနေနဲ့သူ့ဘက်ကနေဘလောက်ထိကျူးစာအားထုတ်ခဲ့လဲဆိုတာကိုသူဖော်ပြခဲ့တယ်ကျူးစာအားထုတ်ခဲ့တဲ့အတိုင်းပဲစက္ကအနံခဲ့တဲ့အတိုင်းပဲဖျားသခင်ကအသုံးပြုပြီးမှတမန်ကျမ်းစာဆိုရင်73အုပ်တော်သူရေးခဲ့တယ်အသင်းတော်မြောက်များစွာလည်းသူတည်ထောင်ခဲ့တယ်ဣသရေလလူမျိုးတွေကခါနန်ပြည်မဝင်ခင်မှာမောရှေကတတိပေးတယ်ထိုခါတဲ့နှုတ်စိတ်ထဲ၌ဤဥစ္စာပစ္စည်းကိုငါအစွမ်းငါခွန်အားဖြင့်ငါရရှိခဲ့ဟုဆိုမိလိမ့်မည်ထို့ကြောင့်တဲ့နေဖျားသခင်ထာဝရဖျားကိုသာတင်အောင်မရမည်အကြောင်းမူကားကိုရော်ဒီတင်ဘူဘီတို့အားကျင်းဆူတော်မူခဲ့သည့်မိမိပရိညံကိုတီစီယန်ဇနီးမြင်ရတဲ့အတိုင်း
ဥစ္စာပစ္စည်းကိုရနိုင်တဲ့အစွမ်းကိုတင့်အားပေးတော်မူတော့အရှင်ဖြစ်တော်မူ၏တဲ့ဤတဲ့လူမျိုးဒီခါနာန်ပြည်ရောက်သွားတဲ့အခါမှာဖျားသခင်ပေးထားတဲ့နှုတ်နဲ့ပြားရည်စီးရနေမီဖြစ်ပေမဲ့လည်းခါနာန်ပြည်ရောက်သွားတဲ့အခါမှာသူတို့စစ်တိုက်ရတယ်အဲ့ဒီနေရာမှာနေတဲ့ခါနာန်လူမျိုးတွေကိုမောင်းထုတ်ရတယ်မောင်းထုတ်ပြီးသွားတဲ့ချိန်မှာသူတို့ရဲ့စားဝတ်နေရေးအတွက်အလုပ်လုပ်ရတယ်အဲ့ဒါကြောင့်မောရှိကအဲ့လိုမျိုးအောင်မြင်မှုရပြီးကြွယ်ဝချမ်းသာလာတဲ့အခါမှာဖျားသခင်ကိုမိသွားမှာဆိုလို့ကျိုးတယ်ပြတ်တိပေးထားတယ်ငါတို့ရဲ့ကျိုးစားအားထုတ်မှုကြောင့်ဆိုပြီးတော့မထင်ပါနဲ့ဖျားသခင်ကိုသာအောက်မိတရိယာပါလို့တတိပေးထားတာဖြစ်တယ်ဖျားသခင်ကဥစ္စာပစ္စည်းရနိုင်တဲ့အစွမ်းကိုပေးတာဟာဘာကြောင့်လဲဆိုရင် Bringing TCN အတွက်ဖြစ်တယ်အင်္ဂလိပ်လို Covenant လို့ရေးထားတယ် Covenant TCN အတွက်အစွမ်းတတိကိုပေးတာဖြစ်တယ်သူနည်းတူဆိုပဲယနေ့အချိန်မှာကျွန်တော်ယုံကြည်သူတွေဟာဖျားသခင်ကသူ့ရဲ့သားတော်ယေရှုခရစ်တော်နဲ့ Covenant ထားတာဖြစ်တယ် Covenant ကိုတည်စေရန်ဖျားသခင်ကအစွမ်းကိုလည်းကျွန်တော်ကိုပေးထားတာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့မှာရှိတဲ့အားလုံးဟာဖျားသခင်ကမျိုးစေ့အဖြစ်ပေးထားတာဖြစ်တယ်အဲ့ဒါကိုပိုင်ရှင်အတွက်ပြန်လဲပေးကမ်းဖို့ဖြစ်တယ်ပြန်လဲလူဒန်းမှုဖြစ်တယ်မျိုးစေ့စိုက်ဖို့ဖြစ်တယ်အဲ့လိုမျိုးပြန်လဲပေးကမ်းလူဒန်းတဲ့အခါမှာဆုံးရှုံးသွားတာမဟုတ်ဘူးမျိုးစေ့လိုပဲပြန်လာမှာဖြစ်တယ်ပြန်လာတဲ့အချိန်မှာလည်းအတိုးနဲ့ပြန်လာမှာဖြစ်တယ်ဆိုတာကိုဒီနေ့နားလေသဘောပေါက်ရှိခြင်းနဲ့အဲ့ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူတွေအနေနဲ့ဖျားသခင်ပေးထားတဲ့မျိုးစေ့တွေကိုတာမိုးထားပြီးမှဖျားသခင်တို့ပြန်လဲမျိုးကျဲတော့တာသမီများပြန်လဲစိုက်ပျိုးတော့တာသမီများပေးကမ်းလိုရန်တော့တာသမီအရောက်စီတိုင်းဖြစ်ဖို့ရာဒီနေ့ခွန်အားပေးတိုက်တွန်းချင်ပါတယ်အရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေ